အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ swing gauge auto gauge motor လေးကိုကျွန်တော် unboxing လုပ်မှာဖြစ်ပါတယ်ကဲဒီ motor လေးထဲမှာဘာတွေပါမလဲဆိုတာကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ရအောင်အခုပြထားတဲ့ပစ္စည်းတွေကတော့ motor တက်ဆင်ရမှာအသုံးပြုတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော် user manual ရဲ့စာကိုလည်းပါမှာဖြစ်ပါတယ်ဒီ motor လေးက made in China Omega brand အမျိုးအစားလေးပဲဖြစ်ပါတယ်ဒီအလေးကကျွန်တော်တို့ manual switch ပဲဖြစ်ပါတယ်ဒီ motor လေးရဲ့အလျားကတော့39လက်မှရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒါလေးကတော့ remote control ပေါက်လေးပဲဖြစ်ပါတယ်ဒီထဲမှာရောဘာတွေပါမလဲဆိုတာကျွန်တော်လည်းအတူလိုက်ကြည့်လိုက်ရအောင်ဒီ motor လေးอ่ะဆိုရင်ရှင်းဆုံးပွင့်တကားတွေရဲ့တစ်ဖက်တစ်ချက်စီမှာတစ်လုံးစီတက်ဆင်ရမှာဖြစ်တဲ့အတွက်နှလုံးပါဝင်ပြီးတော့ control ပေါက်ပါဝင်ပါတယ်ခင်ဗျာကဲမိတ်ဆွေတို့ရဲ့ channel ကမှာ auto gate motor တက်ဆင်ခြင်းလဲဆိုရင်တော့ MS auto gate ကိုအခုပဲဆက်သွယ်ပြီးမှာယူနိုင်ပါပြီခင်ဗျာမင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေခင်ဗျာ